ပြောပါတယ် ဟုတ်ပါကျွန်တော်တို့ကဒါ ပြောကြတော့ အပြည့်ပြောတာ ပြောမဟုတ်ဘူးပုံမလင်းလင်းပြောကြတာကိုပါရေဆိုတော့လေ ဟိုအားလို့ဒီအကြောင်းလေးကိုလို့နိုင်လေးခဏလေးပြောကြမယ်လေလို့ပြောလိုက်တဲ့အချိန်မှာပဲကောင်းတယ်မောင်လေးလို့ဆို စီစဉ်လိုက်မယ် စီစဉ်လိုက်မယ်ဆိုပြီး product အခုနောက်တစ်မျိုးထပ်တိုးလာပြီ အခုတိုးလာပြီအဲ့ဒါတော့ဆိုင်တောက်မှရပါ အဲရှိတော့မရမှာဒါ ခိုင်တောက်နေကြဆိုတော့ဒါလေးရင်လို့ ဒါလေးယူရမယ်ဟော ပြောတော့ပါ တော့じゃအန်ဒဝဲဟိုဒါ ပြောဒီအလေးကတာရင်ဒီရောက် ရ ရ ရဒါဒီချင်းထပ်ပါတယ်လေ ကျွန်တော်လိုက်ကြည့်ရတော့ရှိလိုက်မမြင်ရ တော်တယ်တော့တော်တယ်နေရောက်နေတော့ဒီမေးတော့တော့ဒီတိုင်းလေးပဲကောင်းနေရတယ်လာဒီတိုင်းလေး ကျွန်တော်တို့ကိုမမဖို့လေးပြီးပါအောင် နားနေမှာမဆိုင်တော့ဘူး